တော့ဆူရလာပါလေကင်ကြီးစုပေါ့အစိတ်အေးရတာပေါ့နော်အစိတ်အမလို့ပြောလာအေးရတာပထမပေါ့နော်အဲ့ဒါဆူရလာပါလေချောရတဲ့ကြီးလိုက်တော့သူကကိုဆူရတဲ့ကြီးလိုက်တော့တေဖေးစားလိုက်တော့ကောင်းကြီးပါအဲ့တော့ဖြစ်ပြဲဆူရနော်ကရှင်ဟောကကိုလုံးကဆူရမယ်လို့မထင်မိဘူးဟဲ့ဆူကအဆူကြီးလားမသိဘူးအဆူပြောမယ်ဟိုလေကျမကဝဲနေပါလေစီယူရလေပါပါလေကျမတို့ကကောမစားဘူးလားမစားတော့အမြာကြီးပဲစူးဆိုတော့ကျမတို့ကအစစ်ရွှေအစစ်တက်လောက်ထားတယ်ကျမပြန်အောင်မစားပါဘူးတို့ကျမခတိဒီအခတိဖြစ်ရင်ကျမလုံးချစ်တယ်လောက်ပါကျမနေတိုင်းလို့ဆရာမဖေးကြောင်းနေတိုင်းကျမဒီစုပြမှာမဲ့ဗီဒီယိုရိုက်တာအားလုံးပဲ